အာဂါရတက်ခွဲခန်းတစ်ခုမှာကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲဒီတက်ခွဲခန်းတွေမှာတိတ်ပါမညာရှင်တို့ပေးမိနေပါတယ်။တက်ခွဲခန်းအတွက်မဟာရမှုတစ်ခုဖြစ်ပွားပြီးဤရမတဲ့တော်ကြီးထွက်လာကဒူမကိုလာတက်ခိုက်ခဲ့ပေမဲ့ကံကောင်းစောနဲ့ပြန်လွတ်မြောက်လာခဲ့ပါတယ်။တေးဘီတို့အဖွဲ့ဟာတွိုင်းဒရစ်ဆန်တွေအကြောင်းကိုလေ့လာဖို့တောက်ကြည့်လို့ရှိခီးနေကြပါတယ်။အဲ့မှာပဲကော်လာမြောက်ဝန်ကြီးကသူတို့ကိုတက်ခိုက်လို့မြောက်တွေနဲ့စကားပြောနေတဲ့တေးဘီကြောင့်အဆင်ပြေသွားခဲ့ပါတယ်။တစ်ဖက်မှာတော့ဒရစ်ဆန်တွေအုံချပြီးစီးပွားလို့စားနေတဲ့ကလီယာဆိုတဲ့အမျိုးသမီးဥဆောင်တဲ့အဖွဲတစ်ဖွဲရှိနေပါတယ်။လေရဲ့အဖွဲ့ဟာတွိုင်းဒရစ်ဆန်တွေကိုစံလေ့လာဖို့တောက်ကြည့်ရှိခီးနေကြပါတယ်။သူတို့အဖွဲ့ဟာကော်လာမြောက်မင်းကြီးတွေကိုလည်းဖမ်းဆီးကလောင်ရထဲမှာပိတ်လောင်ထားပါတယ်။ကလီယာရဲ့အဖွဲ့ဟာတောက်ကြည့်ထဲမှာအီယမဝန်မလူကြီးရဲ့တက်ခတ်မှုကြောင့်တယောက်မကြအသက်ဆုံးခဲ့ကြရပါတယ်။တစ်ဖက်မှာတော့ဒရစ်ဆန်ကြီးတွေကိုအုံချပြီးစီးပွားလို့စားနေတဲ့အဖွဲ့ကိုတေးဘီတို့အဖွဲ့ကစုံစမ်းနေတာဖြစ်ပါတယ်။တကယ်တော့ကော်လာမြောက်မင်းကြီးတွေကိုတေးဘီကမွေးစားပြီးသူကိုယ်တိုင်သူတို့ကိုထိန်းချုပ်နိုင်တာဖြစ်ပါတယ်။ဒါပေမဲ့ဆေးမိထားတဲ့ကော်လာမြောက်ဖြူကြီးကိုတေးဘီမထိန်းချုပ်နိုင်ခဲ့ပါဘူး။ဒီလိုတက်သွားဆိုးကြီးဖြစ်ပေါ်လာတာသူ့ကြောင့်ဖြစ်မယ်ဆိုပြီးတန်တရာဝန်ကအစိုးရကတေးဘီတို့အဖွဲ့ကိုဖမ်းကြပါတယ်။ဆေးမိတဲ့မြောက်ဖြူကြီးကြောင့်ရုံရက်စံခတ်တွေဖြစ်ကုန်ပြီးတေးဘီတို့အဖွဲ့လေးပြန်လည်လွတ်မြောက်လာကြပါတယ်။နောက်ဆုံးမှာတော့မြောက်ဖြူကြီးဝန်ဘလီရဲ့ဤအောက်တက်သွား3កောင်ပုံးစီးလာမြို့ကိုတစားစီဖြစ်အောင်ဖြစ်စီကြပါတော့တယ်။အစိုးရက NR အလုံးရင်သုံးပြီးထိန်းချုပ်ပေမဲ့မထိန်းချုပ်နိုင်ခဲ့ပါဘူး။ဒီဖြစ်တွေရဲ့တရားခန္ဓာကလျာဆိုတော့တေးဘီတည်သွားပြီးဒူမကိုဖမ်းဖို့တွားခဲ့ပါတယ်။ဒါပေမဲ့ညံကြီးရှင်ကလျာရှိမှသူပဲအပြန်ခံလိုက်ရပါတယ်။တက်တော်ကြီး3កောင်ဟာမြို့ကြီးကိုတစားစီဖြစ်အောင်ဖြစ်စီနေပါတယ်။တကယ်တော့သူတို့3កောင်စုမိပြီးတနေရာတည်းမှာဆုံးအောင်လုပ်တာကလျာပဲဖြစ်ပါတယ်။ကလျာဟာတက်တော်ကြီးတွေရဲ့ကိုယ်တွေကိုကျင်းလုံးနဲ့စီဝက်ဆေးတွေထိထားပြီးသူတို့ကိုထိန်းချုပ်ကတာဝါရှိလောင်စီမံထားတာပဲဖြစ်ပါတယ်။တာဝါကြီးကိုဖြစ်စီဖို့လာတဲ့တက်တော်ကြီး3កောင်ကိုရရန်တွေလက်နဲ့ခေရန်တွေအစုံသုံးပြီးတားဆီးကြပါတယ်။ဒါပေမဲ့ဘလို့မှမတားဆီးနိုင်ကြပါဘူး။အဲ့မှာပဲကလျာလည်းမြောက်ဝန်ကြီးရဲ့အစာဖြစ်တော့ပါတယ်။နောက်ဆုံးမှာတော့မြောက်ဝန်ကြီးဟာအတိပြောင်းဝင်သွားပြီးဝန်ဘရီကြီးနဲ့ရေအောက်တက်တော်ကြီးကိုပြန်တိုက်ခိုက်ပါတယ်။မြောက်ဝန်ကြီးနဲ့ဒေးဗစ်ဟာဝန်ဘရီနဲ့ရေအောက်တက်တော်ကြီးကိုအနိုင်တိုက်ပြီးမြို့ကြီးကိုပြန်လေခဲ့တဲ့နိုင်ပါတယ်။ဇလန်လေးကတော့ဒီမှာပဲအဆုံးသတ်တော့ပါတယ်။အဆုံးထိကြီးစုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။